ဘောက်တမိုးအောက်ဆိုတဲ့ဒီဇလန်တွဲမှာဥဒေါနာဆိုတဲ့နေရာနေမှာပါဝင်သေးဆောင်တဲ့ဥရိုင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ရဲ့မျိုးစစ်စက်ကရှေးကလေးကပေါ့နော်ဒီအိမ်ကြီးရဲ့အင်မတန်နန်းဆန်စွာနဲ့ကျွန်တော်တို့ကနေခဲ့ကြတဲ့မိသားစုကနေပေါက်ဖွာလာတဲ့ကျွန်တော်ကနောက်ဆုံးမျိုးစစ်ပေါ့ကျွန်တော်ကအဲ့မှာဥဒေါနာပေါ့နော်ကျွန်တော်ရဲ့ရှေ့မှာရှိတာတော့ဥဘေဒါဟုတ်လားဥဘေဒါသူကတော့ဝင်းလုံတော်ရာကြီးကနေပြီးတော့မှဝင်းလုံတော်ရာကြီးဥဘေဒါနေကျွန်တော်မွေးဖွားလာတဲ့ကျွန်တော်ကတာဟိုဘက်ကဥဘေဒါပါရှင်မိတို့ရဲ့အဖိုးပေါ့ကျမရဲ့မျိုးသားလေကျမရဲ့မျိုးသားပါအဲ့တော့ကျွန်တော်တို့ကရှေးဥဆန်တဲ့ခါကျတော့ကျွန်တော်အမေကလည်းဒေါက်ခေါညိုကလည်းတခုခုဆိုလို့ရှိရင်ရှေးဥဆန်တဲ့ပုံစံနဲ့ပဲသူကနေသူနေတဲ့အခန်းကိုကသူကရှေးဆန်တဲ့ပုတ်လုံးတိုင်ကြီးတွေနဲ့ပါညာပြီးဘီးစရုံးကြီးတွေကြိုက်တယ်နေတာသူ့ကိုသူကအင်မတန်မှနမ်းမျိုးနန်းတွေပေါ့ပေါက်ဖွာလာတယ်မိမကြီးဆိုပြီးတော့သူကဂုံယူနေတာသူကသူ့ကိုသူဂုံယူအင်မတန်မှသူကြိတ်စုထားတယ်ရှူတွေကြောက်တယ်ဗမာရဲ့လို့ဟိုနာဖွဲ့ဒီနာဖွဲ့သူ့ character ပေါ့သူကအဲ့ဒီအမေစီကနေပြီးကျွန်တော်ဘာလို့မျောကိုရလဲဆိုတော့ကျွန်တော်ဒီအမွေတွေရမယ်ဆိုကျွန်တော်မျောကိုနေတာနော်မျောကိုနေတဲ့ချိန်ကမှာပဲအမေကလည်းဟိုလိုလုပ်ဒီလိုလုပ်နေလှည့်ပတ်နေကျွန်တော်ဆုံးဆိုသလိုပဲအမေသားကိုအလိုလိုက်မယ်ဆိုပြီးပြောထားတာရှိတယ်ဒီဥစ္စာလုပ်ပြီးမယ်ဆိုဘာလိုက်တာဟောမျောလို့ရောဟိုတယ်လီဟိုတယ်အော်အိမ်မှာနေတော့ပုံမှန်လေးပဲဝတ်ပါတယ်ဒါပေမဲ့ကျွန်တော်အပြင်ထွက်တဲ့ခါကျရင်ကျွန်တော်ကဘာလို့ဆိုတအိမ်လုံးကျွန်တော်ကြွားလာတာငါလို့ဟိုတယ်မှာငါယာရူကြီးနဲ့လောက်တာဆိုကျွန်တော်ထွက်ပြီးဆိုတော့စုတူရနဲ့အများနဲ့ smart ကြကျွန်တော်အဲ့လိုထွက်တယ်အင်းကလေးတွေကျွန်တော်ထင်တာငါဘေးကြီးကမိုက်တယ်ဒါတော့အဲ့လိုမျိုးနေတဲ့ပုံစံလေးရှိအမေနဲ့ချွေးမနဲ့ကလည်းနည်းနည်းတစောင်းစည်းနဲ့မျက်ချီးပဲတိတ်မကြည့်ဘူးမကြည့်တာမှဟင်ဘာဖြစ်နေကြပြီမြင်နေလို့ဖြစ်တော့အဲ့ဒီနှစ်ယောက်ကကြားထဲမှာကျွန်တော်ဘာလို့လဲမိမလည်းကမ်းပါလေနေတယ်ဟုတ်ကြလားဟုတ်ပါတယ်မြေကျွန်တော်ပြောမိမဘာဖြစ်လဲကျွန်တော်ဗျာများတဲ့ရားရဲ့ညက်နေတဲ့ဒေါနာပေါ့ဗျာအမေပဲပါလာလားဒီကြောက်ကြသိမယ်နော်အချက်ပြုတ်အရန်ကောင်းတယ်ဒီလူတို့ကြောင့်ထဲမှာကိုယ့်ရဲ့မိသားစုရဲ့အတွက်ကိုဟိုစားဖို့တောက်ဖို့အမြဲတမ်းစီစဉ်ပေးနေရတဲ့ဒေါ်စပယ်နေရာနေပြီးတော့ပါဝင်တရုပ်ဆောင်တာဖြစ်ပါတယ်ရှင်မိသားစုတွေရဲ့စာဝတ်နေရေးအတွက်ကိုချက်တာပြုတ်တာကတော့အရန်ကျွမ်းတယ်လို့မျိုးကိုယ့်အိမ်ကိုဧည့်သည်လေးလာပြီဆိုလို့ရှိရင်နောက်တိုင်းစားစားတွေရစားချက်တာပြုတ်တတ်တယ်ပေါ့အိမ်ရှင်မကောင်းကြီးပေါ့ဒါပေမဲ့အိမ်မှာကြတော့ဗာလဲဆိုကိုသားတွေတပီးတွေကိုလည်းပြတ်အဲ့လိုမျိုးညံ့လေးအဲ့လိုလုပ်တတ်တယ်နောက်တစ်ခါကိုယ့်ရဲ့ယောက်ျားပေါ်လဲနွယ်ဆိုးပေါ့တည်ရမလားဆိုးရယ်နိုင်တယ်ဘာလို့ဆိုရောက်ခမနဲ့ကချင်းချင်းအမြဲတမ်းကိုမကောင်းပဲအမြဲတမ်းပြောနေတော့သူ့ကိုပဲကြီးကြရတာပေါ့ပြတ်ပါရှေ့မေးရပါဖြစ်တယ်ညာပဲအဲ့လိုမျိုးကိုကအိမ်မနေရင်တော့အိမ်အောင်ရှင်မကောင်းဟာလားအိမ်လေးဝစ်စုံလေးနဲ့နေရမယ်လို့ဟဲ့အပြင်မှာတစ်ခုခုလေးဆိုတော့ဘာပဲပြောတပီးတွေနဲ့အပြအလန်းစရာပဲအဲ့လိုကလည်းဟုတ်တတ်သေးတယ်စီစဉ်โอเคလားတင်းဆောင်မရှိနာမည်လေးကတယောက်တစ်ပေါက်တမိုးအောက်ဆိုတယ်တမိုးအောက်ထဲမှာနေကြပေမဲ့လို့တယောက်တစ်ပေါက်ဖြစ်ပြီးတကယ်မိသားစုတွေအရန်ချစ်ကြတာနွေးထွေးနဲ့တယောက်ထိပြီဆိုလို့ရှိရင်ဟာတယောက်ကအဲ့လိုမျိုးပေါ့နော်ဟိုခံစားကြတယ်နွေးထွေးတဲ့မိသားစုဒါပေမဲ့ပေါက်ဖောက်တယ်တိုက်ကြလိုက်တော့ဒါပေမဲ့လိုက်ပါတယ်နော်ဟုတ်ပါတယ်